အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာရဲ့ YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မနက်မှာ9ကြာသွားခဲ့တယ်9 break ပြီးလို့အနောက်ကအမြဲတမ်းလိုက်တဲ့လုံးဝပြတ်ပင်မရှိတဲ့အပိုင်ကဏ္ဍတွေကိုဆရာကဒီညနေမှာထပ်မံပြီးမျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်တယ်ဆရာရဲ့ဒီ YouTube channel လေးကို subscribe လေးမနေရသေးဘူးဆိုလည်း subscribe လေးနှိပ်ခဲ့ပေးကြပါအောင်ဗျာနော်တဦးမြင်တဦးပေါင်းမဟုတ်ပဲအများမြင်အများပေါက်အောင်အများမြင်အောင် share လုပ်ရတဲ့နေရာလေးတွေမှာ share ပေးထားကြပါကဲဒါဆိုရင်တော့ဒီနေ့9ရက်5လ2025ဗုဒ္ဓညနေပိုင်းအတွက်အရင်ဆုံးအနေနဲ့ hot take စီကိုစတင်ပြီးတော့မျှဝေပေးလိုက်ပါတယ်ဒီညနေအတွက် hot take စီ3လုံးအနေနဲ့ဆိုရင်တော့3 4 5ပဲဖြစ်ပါတယ်เนาะအမျိုးတွေကဲဒီညနေအတွက် break တစ်လုံးဆိုရင်တော့6 break ကိုတည်တည်ချာချာထိမိမိလေးကစားပါမင်းရောကွက်တွေအနေနဲ့ဆိုရင်တော့3 9ခွန်8ကိုတေချာလေးကစားပေးပါဗျာနော်မင်းရုံကွက်လေးနေနဲ့တေချာလေးကစားပေးပါထပ်မံပြီးတော့ဆရာကအပမူလဲတွက်ဆိုင်ရာလုံးဝပြတ်ပင်မရှိတဲ့အပိုင်ပတ်တီးတစ်လုံးကိုဆရာကဒီညနေအတွက်မျှဝေတင်ဆက်ပေးသွားမှာပဲဒီအပိုင်ပတ်တီးလေးကိုတော့ဆရာကပေါက်ပေး2000ကျန်နဲ့မျှဝေပေးသွားမှာပဲဖြစ်တယ်ဆရာရဲ့စူးစမ်းမှုတွေဆရာပေးထားတဲ့အချိန်တွေအတွက်ဆရာလည်းတရားတန်ကြီးလေးတော့ပြန်ပြီးတော့လိုချင်ပါတယ်ဒါကြောင့်ဆရာရဲ့စေတနာကိုအတိအမှတ်ပြုလဲလက်ခံနေဆိုရင်တော့ဆရာကဆရာစီမှာပေါ့နော်လာယူလို့ရပါတယ်ဆရာကပေါက်ပေးပါငွေတစ်ပြားတစ်ချမ်းမှကြိုးမယူကြိုးမတောင်းဘူးကဏ္ဍလေးကြပြီးသွားရင်တော့ငွေလေးတော့လွှဲပေးပါဂတိတီစွာလေးငွေလွှဲပေးပါဗျာနော်တဦးကစေတနာတဦးကမေတ္တာဆိုလိုပဲအပြန်အလှန်ကြိုးစားကူညီကြရင်တော့အရှုံးဆိုတာရှိမှာမဟုတ်ပါဘူးကဲဒါဆိုရင်တော့ဒီညနေအတွက်အပမူလေးရဲ့အပိုင်ပတ်တီးတစ်လုံးကိုထိမိမိနဲ့ကစားချင်ပါတယ်လိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုရင်တော့ဆရာဒီမှာပြထားတဲ့ဖုန်းနံပါတ်လေးကိုအမြန်ဆုံးဆက်သွယ်ပြီးတော့လာယူလိုက်ပါခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေနော်